အားလုံးပဲမင်္ဂလာပါရှင်။ပြည်ပြင်းချန်နယ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာပရိသတ်တွေကိုတော့ပြည့်ရစာရေးသူအောင်တူမွန်ရေးသားထားတဲ့တမလွန်ကလေးစားဆိုရင်ဇလန်ရဲ့အစအဆုံးနဲ့မိတ်ဆက်ပေးသွားကြပါတယ်။ဇလန်အကြောင်းအရာကိုမမိတ်ဆက်ခင်ပြည်တွင်းချန်နယ်လေးကိုလာရင် subscribe လေးလုပ်သွားပြီးတော့ဗီဒီယိုအသေးသေးတွေတင်တိုင်းမှာသိရှိစီဖို့အတွက်လည်းဘေးနာက notification ခေါင်းလောင်းလေးကိုနှိပ်သွားပြီးဖို့မြေတားရက်ခံပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ဇလန်အကြောင်းအရာလေးကိုစတင်လိုက်ပါတော့မယ်ရှင်။မိုးချင်းတန်တဲ့အတူရုတ်တရက်လေပြင်းတွေတိုက်လာတေကိုင်းနေလေကြိုးကြကုန်နေဟူးမိုးကလည်းရုတ်တရက်ကြီးထရွာရတယ်လို့ကွာကိုမောင်ကြီးတယောက်မိုးရွာတာကိုစိတ်တိုင်းမကြောက်ဖြစ်ပြီးမြေတွန်းတောက်တင်းနေပါတယ်ကိုမောင်ကြီးလည်းစပွဲပေါ်ကအရက်ပလင်းကိုရှူခွက်သေးကိုလောင်းထဲလိုက်တယ်အာကောင်းလိုက်တဲ့အရက်လေချောင်းတွေကိုပူစင်းသွားပြီကိုမောင်ကြီးမပြန်သေးဘူးလားဗျခဏနေကျုပ်လေးဆိုင်ပေးတော့မယ်ဗျာပြန်ပါပါလောက်အောင်ရဒီဟာလေးတော့ကိုအောင်တောက်ပြစေရောဟာတောက်ခမည်းပေးရင်လေဆိုင်ပေးမယ်ကိုမောင်ကြီးလည်းစပွဲပေါ်ကလက်ကျန်အရက်ပလင်းကိုအပြက်ရွှေ့ပြီးဆိုင်ထဲကထွက်လာခဲ့တော့တယ်ရာသီဥတုကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးမောက်မဲနေရဲ့မကြာခဏလင်းလက်သွားတဲ့လျှက်စီးအလင်းရောင်ကိုအားပြုပြီးကိုမောင်ကြီးအိမ်ကိုဦးတည်ပြီးပြန်လာခဲ့တယ်တောက်ထားတဲ့အရှိန်လေးကြောင့်ကြည်လန်နေရရှေ့ကိုမရောက်ချင်ဘူးရေဝေးတဲ့မျက်လုံးတွေနဲ့အိမ်အပြန်လန်းကိုပြန်လာခဲ့တယ်ဟာမိုးကလေငါပြန်မှပဲပိုသေးလာတယ်လို့ပဲမိုးတန်းနေကြမှာကိုမောင်ကြီးရဲ့ဆေးဆူတန်းမပြင်းကြားလိုက်တယ်ဟမ်ဘာတန်လဲရုတ်တရက်ကြားလိုက်တဲ့အတန်းကြောင့်သွားနေရဲ့ခြေလန်းရက်တက်သွားတယ်ကိုမောင်ကြီးနားထဲမှာမိန်းကလေးတယောက်ရဲ့ငိုရှိုက်တန်ကိုပြင်းကြားလိုက်တယ်မိုးတန်လေးတန်နေကြားလိုက်တယ်ငိုရှိုက်တန်ကိုလေလိုက်လံရှာဖွေမိရဲ့မိန်းကလေးတယောက်ငါ့ကိုကြိုးပြီးရက်နေပါလားဒီလောက်မိုးရဲလေထဲမှာဘေးကမင်းကလေးပါလေနောက်ကကြည့်ရတာတော့တောင်းတင်းနေလှလာပါပဲကြိုးပြီးရက်နေရဲ့အမျိုးသမီးကိုကြည့်ကိုမောင်ကြီးတယောက်စိတ်နဲ့ပြင်းမာနေမိရဲ့ဟေးမင်းကလေးဘာလို့မိုးရွာကြီးရက်နေရလဲကိုမောင်ကြီးရဲ့အမေကိုတစ်ဖက်မင်းကလေးကမကြားတဲ့အလားပြန်ပြေးခြင်းမရှိဘူးကိုမောင်ကြီးကလည်းစိတ်မရှိတော့ပဲဒီမင်းကလေးအနီးကိုသွားပြီးမိမပြိုရဲ့ကိုခန္ဓာကိုဆွဲလှည့်လိုက်တယ်ဒီမှာငါမေးနေရမကြောက်လားဟာကိုမောင်ကြီးတယောက်မြင်လိုက်တဲ့မြင်ကွင်းကြောင့်နှလုံးရဲမတက်ဖြစ်သွားတယ်လျှက်စီးလက်လိုက်တဲ့အခိုက်မိမပြူရဲ့မျက်နှာကိုတဲကွယ်မြင်လိုက်တယ်ခင်အေးမှန်ပါတယ်ကိုမောင်ကြီးမြင်နေရတဲ့မိမပြူကခင်အေးပါကိုမောင်ကြီးရဲ့ခြေလမ်းနဲ့နောက်ကိုတော့စုပ်သွားလောက်အောင်အံ့ဩထိတ်လန့်သွားတယ်နင်းကိုဂလက်စားချေဖို့ငါစောင့်နေရကြပြီဒီနေ့နင်းသေးရမယ်နေပဲငါ့ကိုမတတ်ပါနဲ့ဟာငါတောင်းပန်ပါတယ်ခင်ကြီးနင့်အလေးရောက်တော့နင်ကြောက်နေပေါ့လေဟုတ်လားငါတော့ရောငါတောင်းပန်ခဲ့ရတာနင်ငါ့ကိုတနာညတာခဲ့လို့လားပြောစမ်းငါမားပါတယ်ခင်ကြီးငါ့ကိုခွလို့ပါငါမသားသမီးတွေနဲ့ငါမသိချင်သေးဘူးငါ့ကိုခွလို့ပါပါတယ်အခုမှလာပြီးခွလို့ရမယ်ဟုတ်လားမရဘူးနင်ဒီနေ့သေရမယ်နေပဲငါရဲ့သွေးကြွေးကိုငါပြန်ဆက်ဖို့လေငါရောက်လာပြီမလာနဲ့တော့ကိုမောင်ကြီးဘလို့ပဲအနူးညွတ်တောင်းပန်ခင်အေးရတော့ကိုမောင်ကြီးအနီးကိုဖြတ်ကနေရောက်လာပြီကိုမောင်ကြီးလေပင်းစီကိုရှေ့လျားလာတယ်လက်သေးချိုးနေနဲ့ကုတ်ကျက်လိုက်တော့တယ်အာမိုးတန်းနေကြကိုမောင်ကြီးရဲ့ခြောက်ချားပွေအတန်နဲ့ကြီးကထွက်ပေါ်လာတယ်ကိုမောင်ကြီးလေပင်ရသွေးတွေကဖျာကနေကိုပန်းထွက်ပြီးမိုးရီတွေနဲ့အတူနေရဲတဲ့သွေးတွေရောဆက်သွားတော့တယ်ခင်အေးလေကိုမောင်ကြီးအလောင်းကိုတက်ချက်ကြည့်ပြီးပြုံးနေခင်အေးလေလက်စားကြည့်ခြင်းနဲ့မိမိစံနာပြေးဝသွားပြီလို့ဒီနေရာမှာပျောက်ကွယ်သွားတယ်ခင်အေးပျောက်ကွယ်သွားတာနဲ့ရွာနေရဲ့မိုးကအယုတ်ကြီးပဲတိတ်သွားတယ်မိုးတောင်တိတ်သွားပြီအခုတည်းအိမ်ပြန်လာသေးဘူးဘယ်မှာသွားပေနေလဲမသိအချိန်ရပြည့်8 နာရီတောင်ကျော်နေပြီဒီအရေးပဲတန်ဆွဲနေတော့မယ်မကြည့်စိန်တယောက်ခင်မိုးဖြစ်သူကိုမောင်ကြီးပြန်မြောက်လာသေးရနဲ့ပြောဆိုနေရင်အဖေလည်းအခုတည်းပြန်မလာသေးဘူးနော်ကြာလိုက်တာခါလိုက်ဒီအချိန်ဆိုရောက်ပါပြီဟုတ်ပါအဖေဘာဖြစ်နေလဲမသိဘူးတားနဲ့သမီးရဲ့မင်းတို့ဖေဟာတိုးတဲ့အရက်ကိုပို့ချစ်တယ်လေအဲအကြောင်းအရက်ဆိုင်မှာသွားတောင်းတင်နေရနေမှာပေါ့ကွယ်တားတို့သမီးတို့အိတ်ကြတော့မင်းတို့အဖေကိုအမေပဲစောင့်နေလိုက်မယ်ဟုတ်အမေဒါဆိုသမီးတို့အိတ်တော့မယ်မေအမေလည်းအကြာကြီးထိုင်ပြီးစောင့်မနေနဲ့အောင်အေးပါကွယ်တားပြစ်သူမောင်သူတာနဲ့
သမီးယူခင်တို့အိပ်ရတဲ့အသီးသီးဝင်သွားပြီမယ်မကြည့်စိန်ကတော့မအိပ်သေးပဲအိမ်ရှိကိုမျောပြီးကြည့်နေမိရဲ့ည10 နာရီထိစောင့်နေပြီမယ်ကိုမောင်ကြီးမှပြန်မရောက်လာနေပြီမကြည့်စိန်လေးအိပ်ရတဲ့ဝင်လာခဲ့တယ်ตาရတဲ့မနဲ့ခင်ဝေလီဝေလင်းအချိန်လေးကိုကိုစိန်ပူရဲ့အတန်းဖြက်စီးပြစ်တယ်ရွာထိပ်မှာအလောင်းတွေးလို့ပြို့ရွာထိပ်မှာအလောင်းကြီးပြို့ကိုစိန်ပူအတန်းကြောင့်အိမ်နိုင်ရရှိတဲ့လူတွေအရှူရှူထွက်လာကြပြီစိန်ပူဘယ်ဟာအလောင်းလဲကွာဘသူအလောင်းလဲဘသူသေးတာလဲဟာကိုမောင်ကြီးလောင်းမြဟေးဟဲကိုမောင်ကြီးဟုတ်လားဟုတ်တယ်ဗျကိုမောင်ကြီးမှာကိုမောင်ကြီးစစ်ပဲကျုပ်လေထဲသွားမယ်ဆိုအိမ်ဟာထွက်လာခဲ့တာဗျရွာပြင်ရောက်တော့ကိုမောင်ကြီးအလောင်းကိုတွေးတော့ပဲဗျမြေလုံးကြီးကလည်းပြူးလန်နေရပဲလေဘဲမှာဒဏ်ရာကြီးကနေနိုင်မို့ဘူးဘသူကမှတက်သွားရလည်းမသိဘူးဒါဆိုသူ့မိမမကြည့်စိမ့်နဲ့ဒီအကြောင်းကိုသိအောင်မှာမဟုတ်ဘူးမင်းတကားလေးသွားပြီးပြောလိုက်ငါတို့ကတော့ရွာလူကြီးကိုသွားပြီးအကြောင်းကြားလိုက်အောင်မယ်ကွာကောင်းပါပြီကျုပ်လည်းမကြည့်စိမ့်အိမ်ကိုသွားပြီးအကျိုးအကြောင်းပြောလိုက်အောင်မယ်အေးကိုစိန်ပူလည်းမကြည့်စိမ့်အိမ်ကိုထွက်လာခဲ့မကြည့်စိမ့်ပြိုးမကြည့်စိမ့်တို့နိုးကြရလားဗျဘသူလဲကျုပ်စိန်ပူပါဗျအရေးတကြီးကိစ္စရှိလို့တကားပွင့်မအောင်စိန်ပူမနဲ့စောစောဘာအရေးတကြီးကိစ္စရှိလို့လဲခမရယောက်ျားကိုမောင်ကြီးလေကိုမောင်ကြီးကိုစိန်ပူကပြောလက်စစကားကိုမပြောဘဲရက်တယ်ဟဲ့စိန်ပူပြောလေဟဲ့ပြောမယ်စကားကိုမပြောဘဲရက်နေရဲ့ဒီလိုဗျကျုပ်ပြောမယ်စကားခမရအတွက်စိတ်ထိခိုက်စေမယ်စကားဖြစ်နေလို့ကျုံမပြောခင်ခမရအနေနဲ့စိတ်ကိုထိန်းထားဖို့လိုလိမ့်မယ်ဗျဘာစကားမို့လို့လဲစိန်ပူရေနင်ပြောမှငါရင်းနေတောင်တုံလာပြီကိုမောင်ကြီးဆုံးပြီဗျဘာပြောတယ်ဟုတ်တယ်ကိုမောင်ကြီးဆုံးပြီဗျကျုံမနဲ့အစောကလေလေးသွားရဲ့လမ်းမှာကိုမောင်ကြီးအလောင်းကိုရုပ်ပြက်စင်းပြတွေ့ခဲ့တာပဲဗျဟမ်ကိုမောင်ကြီးဆုံးပြီယောက်ျားမသိရဘူးစိတ်ကိုထိမှမကြည့်စိကိုမောင်ကြီးအလောင်းကိုကျုပ်တို့သွားကြည့်အောင်မကြည့်စိခမရစိတ်ကိုထိမိကျုံနောက်လိုက်ခဲ့ပါအမေဘာဖြစ်လို့လဲအမေဘာလို့ငိုနေရလဲဗျတာနဲ့သမီးမင်းတို့အဖေဆုံးမိခဲ့လေဗျာရှင်တာနဲ့သမီးအမေနဲ့လိုက်ခဲ့ကြမင်းတို့အဖေအလောင်းကိုအမေတို့သွားကြည့်ရမယ်ဟုတ်အမေရဲ့တာတို့အစောကြီးခွဲသွားပြီလားဗျာမကြည့်စိန်လဲတာနဲ့သမီးလက်ကိုဆွဲကိုမောင်ကြီးအလောင်းရှိအောင်ရောက်လာခဲ့ကိုမောင်ကြီးအလောင်းနှစ်ဘေးမှာရွာလူကြီးနဲ့အတူရွာသူရွာသားတွေဝိုင်းအုံပြီးတော့ကြည်နေကြတယ်အဖေဖြစ်မှဖြစ်ရလေဖေရဲ့အဖေသမီးတို့ခွဲသွားပြီလားကိုမောင်ကြီးရှင်ညာပြန်မလာလို့ကျုပ်တို့သားမိစောင့်နေကြသေးတာအခုတော့ရှင်ဟာပြန်မလာနိုင်မဲ့လမ်းကိုအပြေးရိုင်ထွက်သွားပြီပေါ့ဟဲ့ကြည်စိန်နင်စိတ်ကိုထိမ့်မပေါ့နင်ကအခုလိုကြေကွဲခံစားနေနင်သားနဲ့နင့်သမီးကလည်းပို့ဆိုးမှာပေါ့ဟဲ့စိတ်ကိုဖြေမပေါ့ဟုတ်ပါတယ်ကြည်စိန်ရေတည်တဲ့သူဟာတည်သွားပြီပဲဒါကြောင့်တရားနဲ့ဖြေပြီးနင့်စိတ်ကိုလျှော့စမ်းပါအေးဘလို့လူရများမောင်ကြီးကိုရဲရဲဆက်ဆက်တက်ကြပါလေသူနဲ့ရန်ညိုးရန်စားရှိတဲ့သူလည်းမကြားမိပါဘူးကွာကျမယောက်ျားကိုမောင်ရအရက်သမားဖြစ်ပြီမေဘယ်သူနဲ့မှရန်ညိုးရန်စားမရှိပါဘူးရွာလူကြီးရဲ့ဒါအပြစ်မဲ့တက်ကျမယောက်ျားကိုတက်လိုက်ကြပဲဖြစ်မယ်ဒီကိစ္စကိုတေချာစုံစမ်းမှဖြစ်တော်မယ်လွန်ခဲ့တဲ့6 လတော့ခင်အေးလေးအခုလိုပဲရဲရဲဆက်ဆက်အသက်ခံခဲ့ရတာဒီလူသက်သမားတယောက်တည်းပဲဖြစ်ရမယ်ဘာကြောင့်အပြစ်မရှိရဲ့ဒီလူနှစ်ယောက်ကိုလည်းတိုက်ရရလဲတကြီးဒါကတော့ပြေဖို့ခက်တယ်ကွာတစ်ပင်ကောက်တာသာမြင်ရမယ်လူကောက်တာမမြင်ရဘူးဆိုရင်စကားတိုင်းဒီလူသက်သမားအင်မတန်မှကောက်ကြည့်လိမ့်မယ်လို့လည်းငါထင်နေကွာခင်အေးကိုရောကိုမောင်ကြီးကိုပါတက်သွားရင်လူသက်တည်းရဲ့ကံအမြန်ဆုံးမြအောင်ဖမ်းပေးပါတကြီးမဟုတ်ရင်ဒီလူသက်သမားရအောင်ကျုပ်တို့ကြောက်နေရလိမ့်မယ်ဗျဟုတ်တယ်တကြီးကျမယောက်ျားကိုတက်သွားတဲ့လူသက်တည်းရဲ့ကံအမြန်ဆုံးမြအောင်ဖမ်းပေးပါရွာလူကြီးအေးပါကြည်စင်ဒီလူသက်သမားကိုလည်းအမြန်ဆုံးမြအောင်ငါစူးစမ်းပါမယ်ရွာသူရွာသားတွေကလည်းဒီကိစ္စမှာပူပေါင်းပါဝင်ပေးဖို့လည်းလိုလိမ့်မယ်စိတ်ကြတဲ့ကြီးကျုပ်တို့ကတော့ဒီလူသက်ကောင်ကိုမိလို့ရတော့ဟော့တယ်လို့လုပ်ပြီးသားပဲအေးပါစိန်ဖို့ရင်မင်းလက်ဆွဲကိုရှုံးပါတယ်အခုလောလောဆယ်တော့မောင်ကြီးအလောင်းထားဖို့စင်ရိုက်ကြကွာဟုတ်ကဲ့တကြီးကျမယောက်ျားအလောင်းကိုအိမ်မှာထားလို့မရဘူးလားရှင်ဘယ်ဖြစ်မလဲကြည်စင်ရဲ့ရဲရွာဒလီထုံးစံရရွာပြင်မှာတည်းရဲ့သူရွာရဲ့အဝင်ခံလို့မဖြစ်ဘူးလေ
အဲ့ဒါလို့လို့ရှိရင်ရွာနာတတ်တယ်ဟဲ့ဒါကြောင့်ဒလီထုံးစံကိုလည်းအလေးထားဖို့တော့လိုတယ်ကြည်စင်ရဲ့ကျမယောက်ျားအလောင်းကိုစိတ်မချလို့ပါတကြီးရဲ့ဘာမှမစိုးရိမ်ပါနဲ့ကြည်စင်ရဲ့နေ့ယောက်ျားအလောင်းကိုစောင့်မှုငါရွာကာလာသား3-4ယောက်ကိုလည်းအဆောင်ထားပေးပါမယ်ဟာနေပါမှလည်းစိတ်မချစရာမရှိပါဘူးကွယ်ကျေးဇူးပါပဲတကြီးရဲ့ရွာလူကြီးဦးသိန်းမောင်နဲ့လိုအပ်တာတွေကိုမှားကြပြီးပြန်သွားပါတော့တယ်ရွာကာလာသားတွေကဝိုင်းဝန်းကိုညီကြတာနဲ့ကိုမောင်ကြီးရဲ့နာရီမှာအဆင်ပြေစွာပြီးဆုံးသွားတယ်9 ရက်ပြည့်တော့ကိုမောင်ကြီးရဲ့ရက်လေကိုလည်းပြုလုပ်ပေးကြတယ်အေးမြတို့ခင်ထားတို့ကကျွတ်တို့နေဘာညာလှီးထားကြအောင်တန်းမောင်တို့ကတော့မုံဟင်းကဟင်းရီအတွက်ကိုလည်းတောင်းရင်ယူချက်ပြုတ်ကြလိုက်မယ်အားလုံးလူလေးသိမရှိအောင်လုပ်ကြမယ်ဟိအင်းမမတင်ခိုင်ရဲ့ကျမတို့တေးကြလုပ်ပါမယ်တော့ဟုတ်ပါမတင်ခိုင်ရဲ့ဘာမှစိုးရိမ်မနေနဲ့အားလုံးပြည့်စုံအောင်လုပ်ပါမယ်တော့အေးပါငါအများအပြည့်အပြောမခံရအောင်လို့အခုကတည်းကတေးကြလို့ရအောင်လို့လည်းပြောနေရပါအိမ်ကြီးချင်းတွေကဝိုင်းဝန်းကိုညီကြနဲ့မုံဟင်းကချက်တဲ့ကိစ္စအဆင်ပြေစွာပြီးဆုံးသွားတယ်မနဲ့လင်းနာနဲ့ကိုမောင်ကြီးရက်လေကိုလည်းစွန်တရားနာဖိတ်ခံခဲ့ရတယ်လူတွေလည်းရောက်လာကြတယ်တန်းမောင်ကြီးဒီဘက်ကလည်းဟင်းရီလေးလာချပေးပါအောင်ဟုတ်ပြီမတင်ခိုင်လာပြီအေးမြရင်ငရုတ်ဒီအလော်မုတ်လေးယူလာပေးပါအောင်ခဏလေးနော်လာခဲ့မယ်ဟဲ့ကြည်စိန်ဘာမှအားမငင်နေနော်ဒေါ်ကြီးဆွေတို့လည်းရှိနေရပဲတေသူကတေသွားပြီရှင်နေသူကလွမ်းဆွေးနေလေကို့အတွက်ရောသူ့အတွက်ဘာမှကျူးမရှိဘူးမလားဒီတော့သူ့အတွက်ကုသိုလ်ကောင်းမှုများများသာပြုလုပ်ပြီအဲ့ဒါမှနှစ်ဦးနှစ်ဖက်အတွက်အကျိုးရှိမှာကွပြီးတော့အခုအညီတစ်ခုခုလိုရင်လာပြောနော်ကြားလားကျေးဇူးတင်ပါတယ်ကြီးဆွေကျမအခုညီလိုရင်လာခဲ့ပါမယ်အခုတော့ဘာမှမလို့သေးပါဘူးရှင်ကြီးဆွေထဲစားနော်ဘာလို့လဲမုံဟင်းကတန်းမောင်တို့အုပ်စုရဲ့လက်ရာကောင်းပါလေကွယ်ကျမ်းမကြီးကြောင့်အများကြီးတော့မစားနိုင်ဘူးကြီးစင်ရဲ့ဟုတ်တာပေါ့အသီးမိတ်ဆွေတွေတပွဲပွဲရောက်လာကြပြီစိန်နာရီကျော်မှလူအလာကျဲသွားတယ်မကြမီဖုန်ကြီး၅ပါးကြွလာတယ်မကြီးစိန်တို့မိသားစုနဲ့မကင်းရမကင်းကြောင့်လူအ ਨੇ စုသာစွန်တရားနာဖို့ရှိကြတယ်ဖုန်ကြီး၅ပါးတွေကတက်တော်နဲ့ဝါတော်ကြီးဟန်ရှိရဲ့ဆရာတော်ကြီးမှာတရားဟိအမြိုက်စည်းကိုလည်းတိုက်ကျွေးဆုံးပါတယ်တရားပြီးဆုံးတာနဲ့ကြွယ်လို့သူကိုမောင်ကြီးကိုရည်စူးပြီးအမြတမ်းပေးဝေတယ်ဟဲ့ခင်တာနေကဘာဖြစ်လို့ထားငူရလဲဟဲ့ခင်တာတတိထားစမ်းမအောင်နေဘာဖြစ်နေရလဲမအေးမြကမခင်တာကိုတတိကပ်ဖို့ပြောတယ်စွန်တရားနာမှာရှိနေတဲ့လူတွေကလည်းမခင်တာကိုဝိုင်းပြီးကြည့်နေကြတယ်ခင်တာငိုမနေနဲ့လေဆရာတော်ကြီးကအမြဝေးနေပြီတူတူနေစမ်းမှာငါခင်တာမဟုတ်ဘူးအတန်ကြဲကြဲနဲ့အော်ဟေးလိုက်တာနဲ့အားလုံးမျက်လုံးပြူမျက်စံပြူဖြစ်သွားတယ်အခုဝင်ရောက်ပူးကတ်နေတာတကားမောင်ကြီးလားမဟုတ်ဘူးတပည့်တော်မှခင်အေးပါဗျာဟေးဟာဘလို့ဖြစ်ရတာပါလဲအေးဟဲ့ထူးဆန်းလိုက်တာစွန်တရားနာမှာရှိနေတဲ့လူတွေကတန်ဟော်တော်ဖြစ်ကုန်တယ်ခင်အေးဆိုတာလွန်ခဲ့ရဲ့4-5-6လကဆုံးပါသွားရဲ့ကလေးမလားဟုတ်ပါတယ်ကျမခင်အေးပါကျမပြောစရာရှိနေလို့အခုလိုဝင်ရောက်ပူးကတ်ရတာပါရှင်ဘာများပြောကြည့်လို့လဲတကားမခင်အေးတပည့်တော်မကိုတက်သွားတယ်လူသက်တည့်ရဲ့ကံတပည့်တော်မပြန်ပြီးလက်စားချေခဲ့ပါပြီဗျာဒါပေမဲ့တပည့်တော်မကိုတက်တဲ့လူသက်သမားဘယ်သူမှမသိသေးတဲ့အတွက်အခုလာပြီးပြောပြရပါဗျာတကမကြီးကဘသူ့ကိုလက်စားချေပြီဘသူကတကမကြီးကိုတက်ခဲ့တာလေတပည့်တော်မကိုတက်သွားတခြားလူမဟုတ်ပါဘူးဖေဟာဒီကနေ့ရက်လေပြုတ်လုံနေတဲ့ကိုမောင်ကြီးပါပဲဗျာဟာဟေးလူတွေအကုန်လုံးမျက်လုံးပြူပြီးတော့ပါးစပ်ဟောင်းသားဖြစ်သွားတယ်မကြည်စင်ကတန်ဟော်တော်ဖြစ်ပြီးမခင်တာကိုကြည့်ဆရာတော်ကြီးကအေးလိုပဲခေါင်းတက်ဆက်ဆက်ညှိပြီးကြည့်နေရဲ့တပည့်တော်မကိုတက်သွားတဲ့ကိုမောင်ကြီးလက်စားကြည့်ဖို့အတွက်တပည့်တော်မအချိန်ကာလတစ်ခုတည်းကိုစောင့်ခဲ့ပါတယ်ကိုမောင်ကြီးကတပည့်တော်မအပေါ်မှာအိမ်မတန်မှယုံမာခဲ့ပါတယ်ဗျာခေးတရားညနေဆောင်အချိန်တစ်ဖက်ရွာအကျွေးတောင်းပြီးပြန်လာတယ်ရွာမှာအသီးမိတ်ဆွေနဲ့စကားလက်ဆောင်ကြနေရွာအပြန်နောက်ကြခြင်းမိမရှိဖာမရှိတော့တဲ့သူမလို့ခင်အေးကိုလည်းအနိုင်ကျင့်ဆုံးကားခြင်းနဲ့လူကခက်များဒါပေမဲ့ခင်အေးကလည်းနေရတော့မဟုတ်ဘူးဆက်ထိမကန်ပြန်ပြောတတ်သူအဲ့ဒီလိုပြောဆိုနေထိုင်တာတော့မှမိမိကိုအထင်သေးစောကားခြင်းသူကခက်များအခုလည်းရစရာရှိရဲ့အကျွေးကိုလည်းချိန်ထားရရမပေးရနဲ့လိုက်လံတောင်းရခြင်းမောင်မဲနေအချိန်ပြန်လာပြီမဲ့
ခင်အေးပါဦးမှမကြောက်ဘူးမိမိအိမ်ကိုတန်းတန်းမက်မက်ပြန်လာခဲ့တယ်ရောက်ခန်းဒီမှာအမက်မတင်မဲ့လူတယောက်နဲ့စုံတွေ့တယ်ဟိုရှိဟာခင်အေးပါလားဒီချိန်ကြီးဘယ်အများပြန်လာပါလိမ့်ငါနင်းနေပပတီးခေါက်ကြည့်အောင်ပါခင်အေးညီမလေးဘယ်ကပြန်လာတာလဲမိုးချုပ်နေပြီနော်မိုးချုပ်တော့ဘာဖြစ်လဲကျမဘယ်ကပြန်လာရှင့်ဘူးပါလားဟာခင်အေးလေးကလည်းစွာလိုက်တာကွာကိုမောင်ကြီးကညီမလေးခင်ကိုစိတ်ပူလို့မေးတာပါကွာနော်ရှင်ဘာလို့ဒါလဲဖေဆက်မှာအရက်မူလိုက်အေးစင်းနေနော်ကိုမောင်ကြီးခင်အေးလက်ဝါပါမရွေးဘူးနော်ချစ်လို့ပါခင်အေးရဲ့နော်ရှင်ပြောလေခဲလေပါလားကဲဟဲအာနင်ငါပေါင်းကိုရိုက်တယ်ဟုတ်လားဟုတ်တယ်ရိုက်တော့ဘာဖြစ်ခြင်းလဲခင်အေးနေကအတာတကြီးပြောမရဘူးဆိုအကြံနီလီ300တော့မှာကဲကွာကိုမောင်ကြီးလက်သီးချက်ကြောင့်ခင်အေးတယောက်မြေပေါ်လဲကျသွားတယ်ယောက်ျားအားနဲ့အထူးခံရနေခင်အေးတယောက်မူးဝေသွားတယ်ဒီအချိန်ကိုမောင်ကြီးကခင်အေးအပေါ်ကားရတက်ခွာပြီးချုပ်တာတယ်ရှင်လွတ်နော်လွတ်မရဘူးငါနေ့ကိုမလွတ်ပေးနိုင်ဘူးနေ့ကိုစိတ်တိုင်းကြောက်သုံးပြုတ်မယ်50နာရီပြည့်ပြီဆိုမှနေ့ကိုလွတ်မယ်ကျမကိုအဲ့ကလိုမလုပ်ပါနဲ့ရှင်ကျမတောင်းပန်ပါတယ်ကျမကိုလွတ်ပေးပါအခုတော့နေပြော့နေပြီမလားဟမ်ဒီအချိန်ကြီးပြန်လာမှတော့ရိုးရိုးသားသားပြန်လာတော့မဖြစ်နိုင်ဘူးနင်းစိတ်ဆန္ဒကိုငါဖြည့်ဆည်းပါမယ်ခင်ရမဟုတ်ဘူးရှင်တယ်လို့မဟုတ်ဘူးကျမကိုလို့ဟာရှာရှည်တဲ့ကောင်မကဲ့ကွာကိုမောင်ကြီးကလည်းခင်အေးကိုတန်မာလာရဲ့လက်သီးချက်တွေနဲ့အဆက်မပြတ်ထိုးပြီးခေါင်းကိုမြေကြီးနဲ့2ချက်လောက်ပြေးဆောင်လိုက်တာခင်အေးတယောက်ညင်သက်သွားပါတယ်အိမ်နောက်ခင်အေးကိုစိတ်တိုင်းကြောင့်စောကားပြက်စီကဲဆိုမလီခင်အေးလည်းအသက်လဲဆုံးဘဝလည်းဆုံးပါခဲ့ပါတယ်မောင်မဲလိုနဲ့ညအချိန်မှာမိမပြိုတအူးရဲ့ဘဝတစ်ခုကိုပေးဆက်လိုက်တော့ဘသူမှမသိပါဘူးကိုမောင်ကြီးကလည်းခင်အေးအလောင်းရွာနေခဝိုးကိုတဲပြီးပြစ်ထားလိုက်တယ်အိမ်နောက်ဟန်မပြတ်ရွာကိုပြန်လာခဲ့နမဲပြန်မရှိခြင်းဟန်ဆောင်ကောင်းခြင်းတတိမရှိခြင်းတွေကြောင့်ခင်အေးကိုတတ်တဲ့တည့်ရက်ခံကိုဘသူကမှဖော်ထုတ်နိုင်ခြင်းမရှိခဲ့ဘူးကိုမောင်ကြီးလည်းဟန်မပြတ်နေထိုင်သွားလာခဲ့ရမှာခင်အေးဆုံးပြီး6လခန့်အရောက်မှာခင်အေးရဲ့ကလက်စားချီခြင်းခံခဲ့ရပါတယ်တက္ကမကြီးလက်စားချီရဲဆိုတာသူ့အတွက်လည်းမကောင်းတယ်လို့ကို့အတွက်တန်တရားမှလည်းမကောင်းပေဘူးကွအညိုအတေးတွေကိုရှော့လိုက်ပါတော့တက္ကမကြီးအရာအားလုံးကကန်စီမီယာအတိုင်းပြစ်လာကြတာပါမကောင်းတဲ့အာကုသို့ရှောင်ပြီးကောင်းတဲ့အမှုကိုသာပြုလုပ်ပါတော့တင်ပါဗျာတပည့်တော်မှနားလေသဘောပေါက်ပါရဲ့ဗျာတပည့်တော်မကိုအခုလိုအမြင်မဲ့ရအောင်လဲဟောကြပြီးလို့ကျေးဇူးကြီးလာပါရဲ့ဗျာတက္ကမကြီးအခုရေးဆက်ချအမြောက်ဝရဲ့အချိန်ဒီနေရာမှာကွယ်လွန်သူကိုမောင်ကြီးနဲ့အတူတာရုခေါ်ဆိုနိုင်ပါတယ်တက္ကမကြီးခေါ်ဆိုနိုင်ပါသလားခေါ်ဆိုနိုင်ပါတယ်ဗျာတပည့်တော်မှာတာရုခေါ်ဆိုပါမယ်ဗျာကဲအားလုံးရေးဆက်ကွက်ကိုကင်ပြီးလိုက်ဆိုကြပြီးတော့တကားကိုမောင်ကြီးနဲ့တကွာအားလုံးကြားသမျှအမြယူတော်မူကြပါကုန်လောသာဓုခေလေကိုမောင်ကြီးရက်လင်မှာပဲတာရုခေါ်ဆိုပြီးကျွတ်လွတ်သွားပါတော့တယ်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးသွားတာကစာရေးသူအောင်တူမိုရေးသားထားတဲ့တမလွန်ကလေးစားဆိုရင်ဇလန်းရဲ့အစအဆုံးမှာပြီးဆုံးသွားပါပြီဟုတ်ကဲ့ပါနောက်နေ့မှလည်းဘလို့စိတ်ဝင်စားဖွယ်ရာပရလောကဇလန်းတွေကိုတင်ဆက်ပေးဦးမလဲဆိုတာသိရှိစေဖို့ပြေးရွေး channel လေးကိုနေ့စဉ်မပြတ်စောင့်မျှော်အားပေးပါအောင်လို့ဖိတ်ခေါ်ပါရစေဇလန်းကိုနားဆင်အားပေးကြတဲ့ပရိသတ်တွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်